ကျွန်တော်ရအောင်မင်္ဂလာပါဗျာ MV show ကနေပြီးတော့ကြိုဆိုပါတယ်ကျွန်တော်လည်းဘာလို့သတင်းတွေကိုအများတန်းတင်ဆက်ပေးနေတဲ့စင်မင်းပါဆိုတော့ကျွန်တော်တို့အသင်းကတော့မင်းညက Crystal Palace အသင်းကိုခါရာဘောင်ကတ်ထုတ်တာအဆင့်ပွဲစဉ်မှာအင်ကွင်း MV မှာဧခံခဲ့တယ်ဧခံခဲ့တာလေတော်တော်လေးကိုမှဧဝစ်ကြည့်ခဲ့ပါတယ်ဒါ3ဂိုးပြတ်နဲ့ဧဝစ်ကြည့်ခဲ့ပြီးတော့ဒါထုတ်တာအဆင့်ကနေပြီးတော့ပဲလက်ပြခဲ့တယ်ဒီရှုံးပွဲအပြီးမှာနှစ်ဖက်အသင်းပရိသတ်တီကြားမှာကတော်တော်လေးကိုမှပြဿနာတွေကြီးလာတယ်ပိုဆိုးတာကဗျာဒါဒီပြဿနာတွေရဲ့အစက Crystal Palace အသင်းရဲ့ပရိသတ်တီလို့ပဲပြောရမှာပဲသူတို့တွေကဘလိုတွေလောက်လာလဲဆိုတော့သူတို့ရဲ့ဒါလူမှုကွန်ရက်ဒီပေါ်မှာသူတို့ရဲ့ဒါ Facebook စာမျက်နှာ Instagram စာမျက်နှာတွေပေါ်မှာအများကြီးကိုမှလဘာဘူးအသင်းနဲ့ပတ်သက်ပြီးတော့ဟာတာတွေလုပ်ထားတယ်အဲ့ဒီမှာပိုဆိုးတာက Crystal Palace အသင်းရဲ့သူတို့ website ရဲ့ admin ဖြစ်တဲ့သူကလဘာဘူးအသင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းဟာတာလို့ဒါမှမဟုတ်ရင်သူတို့ကရီးတယ်လို့ဗျာရွဲတယ်လို့ခနဲ့တယ်လို့အဲ့လိုမျိုးပုံစံမျိုးအနေနဲ့အများကြီးတင်ထားတယ်သူပထမအဆုံးတင်ထားတာကအီမီလီယာဆာကဘာဘူးအသင်းနဲ့တွေ့တိုင်းမှာအမြဲတမ်းလို့ဂိုးသွင်းတဲ့စားသမားဗျာဒါကျွန်တော်တို့အကုန်လုံးသိဒါပေမဲ့သူကဘယ်လိုတင်ထားလဲဆိုတော့အီမီလာစားကြောင်းဒါလဘာဘူးအသင်းကိုအသင်းပရိသတ်တွေကငိုစီခဲ့တယ်လို့တင်ခဲ့တယ်နောက်ထပ်တစ်ခုကလည်းစိတ်မပူမှာနဲ့အီမီလာစားကိုငါတို့သိမ့်မကြခင်မှာလူစားလဲပေးမှာပါဆိုပြီးသူတို့တင်ခဲ့တယ်ဒါကတော်တော်လေးကိုမှဘယ်လိုပြောမလဲဗျာအသင်းတစ်သင်းကတစ်သင်းပေါ်ကို respect မရှိဘူးလို့ပဲပြောရမလားဘယ်လိုပြောရမလဲဒါကတော့တကယ်တမ်းမဖြစ်သင့်တဲ့အရာပေါ့လေကျွန်တော်တို့ဘက်ကိုအသင်းလည်းမတင်ဘူးမဟုတ်ဘူးတင်တယ်ဗျာအဲ့ဒါ United တို့နိုင်ခဲ့တဲ့ပွဲစဉ်တွေဒါ Arsenal တို့ကိုနိုင်ခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင်တင်တယ်ငါတို့တွေကဘယ်လောက်ထိအောင်ပိုကောင်းခဲ့တယ်ဆိုရဲအရာလောက်ပဲတင်တာဗျာအခုလိုမျိုးကြီးစောစောကားကားကြီးတင်တာမဟုတ်သူတို့ရဲ့အသင်းပရိသတ်တွေဆိုရင်ပိုဆိုးတယ်ဗျာဘယ်လောက်ထိအောင်တင်လဲဆိုတော့ငါတို့ Crystal Palace ကအမြဲတမ်းလိုငါတို့တွေကလီဗာပူးအသင်းနဲ့ပဲကန်ကျင်တာငါတို့က Premier League weekend 38ပွဲလုံးကိုအကုန်လုံးကိုလီဗာပူးနဲ့ပဲပေးကန်စမ်းမှာငါတို့ဒီအသင်းနဲ့ပဲကန်ကျင်နေဆိုပြီးတော့သူတို့တွေကအမျိုးမျိုးတွေဗျာသူတို့ရဲ့ဒါလူမှုကွန်ရက်စာမျက်နှာပေါ်မှာဒါရေးသားပြီးဖော်ပြလာဒီဟာတွေပေါ်လီဗာပူးပရိသတ်တွေကမကျင်တတ်ဘူးမကျင်တတ်တဲ့နေရာမှာလေလီဗာပူးပရိသတ်တွေကဗျာအစောကြီးတွေက Crystal Palace အသင်းကိုလီဗာပူးအသင်းကနိုင်ခဲ့တဲ့ပွဲစဉ်တွေတိုင်းမှာလေဘာတစ်ခုမှလီမတိုက်ဘူးဒါပေမဲ့လေနည်းနည်းဒီနောက်ပိုင်းမှာတော့နည်းနည်းလေးနိုင်လာတာရှားလာပြီပေါ့လေ2နှစ်လောက်ရှိပြီဗျာသူတို့ကောင်းကောင်းမနိုင်ဘူးဒါကျွန်တော်မနစ်ကယာတီအစပိုင်းမှာပဲနိုင်ခဲ့တာဒါပထမအကြောင်းမှာပဲနိုင်ခဲ့တယ်ဒုတိယအကြောင်းမှာလည်းကျွန်တော်ရှုံးတယ်ဒီယာတီအစမှာလည်းရှုံးတယ်ဆိုတော့ဒီယာတီမှာ3ပွဲဆက်တိုက်ဒါကျွန်တော်တို့ကအရေးနှိမ့်တယ်လို့ပဲပြောရမှာပဲပနတီရှုံးတာနဲ့ထည့်တွက်မယ်ဆိုတော့3ပွဲဆက်တိုက်အရေးနှိမ့်ဒီပုံမှာလီဗာပူးအသင်းရဲ့ပရိသတ်တွေကတော့ဘာမှအများကြီးတော့တုံ့ပြန်ခြင်းတော့မရှိဘူးတို့မြင်လေCrystal Palace အသင်းပရိသတ်တွေရဲ့လောက်ရက်တွေနဲ့ပတ်သက်ပြီးတော်တော်လေးကိုမှဒေါသထွက်နေတယ်ကွာပိုဆိုးတာကအဲ့ဒီဒေါသတွေအကောင်လုံးကပဲလေအသင်းစီကိုမရောက်နိုင်တော့ဘယ်စုစီရောက်လာလဲဆိုတော့အာနေစလော့စီရောက်လာအာနေစလော့ကိုလက်ရှိမှာဒါအသင်းရဲ့ official website မှာဒါလဘာဘူးအသင်းရဲ့ပရိသတ်တွေတော်တော်များများကသွားပြီးတော့အာနေစလော့အောက်ဆိုပြီးပြောလာဒီအရာကြောင့်ပဲလက်ရှိအသင်းရဲ့ FFG ဘက်ကလည်းအာနေစလော့ကိုဒါဂျာဒုကထုတ်ပယ်မှာမဟုတ်ဘူးဆိုပြီးတော့လေတရားဝင်ပြောပြီးသွားပြီဆိုတော့လဘာဘူးအသင်းရဲ့ပရိသတ်တွေကလက်ရှိမှာဘသူ့ကိုမဲလို့မဲရမှာမသိဘူးဖြစ်နေတယ်အဲ့ဒီဂျာထဲမှာမှဒါဘယ်လိုပြောမလဲပဲလော်ဂျာစားညက်တဲ့သူကဒါအာနေဆော့ပဲဖြစ်လာတာဗျာသူညာတော့ကစားခဲ့တဲ့ပွဲစဉ်ရဲ့ကစားပုံတွေနဲ့ပတ်သက်ပြီးတော့အသင်းကတော်တော်လေးမှဒါလှုပ်ခတ်ကိုဖြစ်လာတာတော်တော်လေးမှဝေဖန်ခြင်းခံလာရတယ်ပိုဆိုးတာကဒါအသင်းရဲ့ပရိသတ်တွေအနေနဲ့ကဘာပလန်မှမရှိတဲ့အသင်းဘာပလန်မှမရှိတဲ့နီးပြဘာပလန်မှမရှိတဲ့ကစားပုံတွေဆိုပြီးတော့ဒါပြောလာညာကပွဲစဉ်ကလည်းတကယ်တမ်းကိုမှဗျာအာနေဆော့အနေနဲ့ကဘာဖြစ်ချင်မှန်းတော့မသိဘူးဒီနေ့မှာကျွန်တော်ရှေ့တုန်းကလည်းအာနေစတော့ကိုလိုက်ပြီးတော့ကာဗာလို့ပြောခဲ့တဲ့ပုံမှာရှိတယ်ဒါပေမဲ့လည်းညာတော့ကပွဲစဉ်ကတော့တကယ်တမ်းပဲအာနေစတော့အနေနဲ့ပလန်မရှိခဲ့ဘူးလို့ပဲပြောရမှာစဉ်းစားကြည့်ဗျာကျွန်တော်တို့အသင်းကတပွဲလုံးမှာမှမိနစ်60လုံးမှာခီးစားကန်နဲ့ရှုံအောင်တာကတစ်ချိန်ပဲရှိတယ်ကျွန်တော်တို့ကန်ခဲ့တာဗျာ total shot က8ချိန်ရှိတယ်ဗျာ total shot 8ချိန်ရှိတယ်ဒါပေမဲ့ရှုံအောင်တာချက်ကတစ်ချိန်ပဲရှိဒါကလဘာဘူးအသင်းအိမ်ကွင်းမှာကစားရတဲ့အန်ဖီမှာကစားရတဲ့လဘာဘူးအသင်းအနေနဲ့ကမဖြစ်သင့်ဘူးဗျာတော်တော်လေးကမှမဖြစ်သင့်ဘူးနောက်ဆုံးရှုံးနေဆိုရင်တော့ပဲကျွန်တော်တို့က1 စီးလောက်2 စီးလောက်နဲ့ရှုံးနေဆိုရင်တော့ပဲကိစ္စမရှိဘူးအခုက3 ဂိုးဆိုတာကဗျာလက်5ချောင်းနဲ့မှာဗျာ3ချောင်းဆိုတာကတော်တော်လေးကိုမှဒါဂျာဂိုင်လုံးများသွားပြီဗျာများတဲ့ဘက်မှာပါသွားပြီဆိုတော့ဒါကမဖြစ်သင့်တဲ့အရာဗျာဒါကြောင့်မလို့အာနေစတော့ညာကလူထုတ်လာပုံနေနဲ့ပတ်သက်ပြီးတော့သူလက်ရှိမှာတော်တော်လေးဝေဖန်ခံနေရတယ်အတချို့သူတွေကြောက်လေပြောတာဗောလေအာနေစတော့ကိုဘာဖြစ်လို့စီနီယာကစားသမားတွေအကုန်လုံးကိုအနာပေးခဲ့တာလေဒီနေ့မှာသူတို့ကဖြစ်စေချင်တာဗျာအကယ်ဒမီကစားသမားတွေနဲ့ပဲသူညကပုံစံတိုင်းလူထုတ်တို့မြအခြေအနေမကောင်းတော့ဘူးဆိုရင်ဒါစီနီယာကစားသမား3ဦးလောက်ကိုကွင်းထဲကိုထည့်ဒါမှမဟုတ်4ဦးလောက်ကိုထည့်ဂျာလက်ကတမျိုးတစ်ပုံပြောင်းလဲသွားနိုင်တယ်ဂျာလက်မပြောင်းလဲဘူးဆိုရင်တော့မှပဲကျွန်တော်တို့ကပိုဆိုးတဲ့ဒါကစားပုံမျိုးကိုပိုင်ဆိုင်မှာမဟုတ်ဘူးနည်းနည်းလေးကြည်ကောင်းရှုကောင်းပရိသတ်တွေအတွက်နည်းနည်းလေးစိတ်သက်သာရာရစီတဲ့ကစားပုံမျိုးကိုပိုင်ဆိုင်စေချင်တယ်ဒီလိုမျိုးတွေပြောလာတယ်ဗျာ
တကယ်တမ်းလဲသူညာတော့ကဒါကစားသမားအများစုကိုနားပေးလိုက်တယ်ဟိုကွင်းထဲမှာဝင်ကန်ခဲ့တဲ့ဒါ Robertson တို့ဒါမီလိုခါခတ်တို့ပြီးရင် Alexis McAllister တို့လောက်ပဲသူထည့်လာတာကျန်တာဘယ်ကစားသမားတဦးတယောက်မှရှိမနေဘူးဆိုတော့သူကတော့လှုပ်တင်လို့လှုပ်ခဲ့တယ်လို့ပဲသူပြောတယ်ဟိုသူတို့အသင်းမှာကလက်ရှိမှာကဒါ15ယောက်လောက်ပဲရှိတာတို့ squad အင်အားနဲ့ပတ်သက်ပြီးတော့လေဘာမှအများကြီးရှိမနေဘူးလို့ဒါကြောင့်မလို့သူ့အနေနဲ့ကလည်းဒါလက်ရှိအကင်မြောက်သမားတွေကိုပဲသုံးတာလို့သူပြောသွားတယ်ပြီးရင်လည်းနောက်လာမယ့်ပွဲစဉ်ကလည်း Aston Villa အသင်း Aston Villa ဆိုတာကလည်းဒါလက်ရှိမှာကတစ်ပတ်လုံးအနားယူထားတဲ့အသင်းဒီအသင်းနဲ့ကစားရတဲ့နေရာမျိုးမှာသူကစားသမားအနေနဲ့အားရင်ပြေးသွားဖို့လိုအပ်တယ်ပေါ့ဗျာဒါကြောင့်မလို့အပြေးကအနားယူပေးခဲ့တာဆိုပြီးတော့သူပြောလာတယ်ပြီးလို့ရှိရင်လည်းဒါလဘာဘူးအသင်းအနေနဲ့ကဒါဘယ်လိုပြောမလဲCrystal Palace အသင်းကိုရင်ဆိုင်တဲ့နေရာမှာလည်းကရီယာကစားသမားတွေနဲ့မပြောနဲ့ဒါလက်ရှိမှာလဘာဘူးအသင်းရဲ့ senior ကစားသမားကြီးတွေနဲ့ကစားရင်တော့မှပဲနိုင်ခဲ့တာမဟုတ်ဘူးဒီအတွက်ဒါကရီယာကစားသမားကြီးထည့်သွင်းပြီးတော့ကစားပြီးတော့ရှုံးတဲ့အပေါ်မှာလည်းတိတ်ပြီးတော့ထူးဆန်းနေတဲ့အရာမဟုတ်ဘူးလို့ပြောလိုက်တယ်အဲ့ဒီဇာကာကလဘာဘူးအသင်းရဲ့ပရိသတ်တွေကြောင့်တော်တော်လေးကိုဒေါကန်စေတဲ့အရာတော်တော်လေးကိုမှဒေါကန်စေတဲ့အရာဗျာဟိုဘာလို့ဆိုတော့မနိုင်မှန်းသိရင်ဒါရှုံးမယ်မှန်းသိရင်ဘာကြောင့်ဒီလိုမျိုးကစားပုံနဲ့သူကစားခိုင်းခဲ့လေဆိုတော့မိဘတွေကထပ်ထွက်လာဆိုတော့ဟိုဘယ်လိုပြောမလဲတကယ်နဲ့ပြဿနာရဲ့အစကဗျာဒါ Crystal Palace နဲ့လဘာဘူးအသင်းရဲ့ပရိသတ်တွေရဲ့ပြဿနာစတယ်ပြဿနာစပြီးတော့ဒါနိုင်တဲ့သူကြောက်လေဗျာနိုင်တယ်လို့လေတိုက်တာပေါ့အဲ့ဒီညမှာရှုံးတဲ့သူကကြောက်လေရှုံးမဲပြီးတော့ဘသူ့ကိုမဲလို့မဲရမှာမသိဘူးသွားပြီးတော့ Crystal Palace အသင်းကိုပြန်ပြီးတော့ response လုပ်ဖို့အတွက်ကကြောက်လေကိုတွေကရလက်ပိုင်းကတာနေတာမဟုတ်ဆိုတော့ဟိုတမိုင်းကြောင်းပြန်လှန်ပြီးတော့ရေးရအောင်လို့လေကိုတွေက Crystal Palace အသင်းကိုလည်းတမိုင်းကြောင်းမှာလည်းအများကြီးကျွန်တော်တို့ဟိုပြက်တသားကြီးနိုင်ခဲ့တာမဟုတ်ဘူးတမိုင်းကြောင်းကိုလည်းလဘာဘူးအသင်းကအခုနောက်ပိုင်းမှာလဘာဘူးအသင်းရဲ့ပြည်သက်တွေကတခုတော့သစ္စာရှိရနော်တမိုင်းကြောင်းလှန်ပြီးတော့မရေးတတ်ဘူးတမိုင်းကြောင်းလှန်ပြီးတော့မပြောတတ်ဘူးဆိုတော့တမိုင်းကြောင်းလည်းမလှန်ကြည့်ဘူးအဲ့အတွက်ဒါအသင်းရဲ့ပြည်သက်တွေကဘယ်သူမဲလဲဆိုတော့ Arnes တော့မဲတယ်အရင်ဆုံးသူ့ယာရုနဲ့ပတ်သက်ပြီးမဲတယ်ယာရုနဲ့ပတ်သက်ပြီးတော့ FFG ဘက်ကလည်း no ငါတို့ကဒါနီးပြကိုပြောင်းလဲမလုပ်ဘူးငါတို့ကဒီနီးပြကိုအချိန်အများကြီးပေးမှာအချိန်တိုင်းဒီနီးပြကလဘာဘူးအသင်းနဲ့ကောင်းကောင်းလေးပြန်လာမှာအကောင်းဆုံးပြန်လာမှာလို့ပြောလိုက်တော့ဒါထပ်ပြီးတော့ဒါသူ့ရဲ့ယာတုကမမဲတော့ပဲねသူ့ရဲ့နီးစနစ်တွေထပ်မဲတော့အာနေရှော့အနေနဲ့ဒါကြီးကိုတောက်လျှောက်တော်တော်လေးခံနေရပြီအခုလောလောဆယ်တော့သူဒီမှာကအရှိမတော့ကဗျာသူ့ရဲ့ယာတုနေရာကိုမဲတော့ကတော့ FFG ဘက်ကတော့နည်းနည်းလေးကာဗာလုပ်ပြီးတော့ပြောပေးသေးတယ် FFG ကလုံးဝကာဗာဝင်လုပ်ပေးသွားတယ်နည်းနည်းမဟုတ်ဗျာတကယ်ကိုလုံးဝကာဗာလုပ်ပေးသွားတယ်ဒါပေမဲ့လက်ရှိသူ့ရဲ့နီးစနစ်တွေ technique တွေနဲ့ပတ်သက်ပြီးတော့သူ့ကိုလုံးဝ troll လုပ်တဲ့နေရာမှာတော့သူ့ကိုလိုက်ပြီးတော့ကာဗာလုပ်ပြီးပြောပေးမဲ့သူမရှိတော့ဘူးဗျာသူကိုယ်တိုင်ကလွဲပြီးတော့တခြားပြောပေးမဲ့သူမရှိတော့ဒါကြောင့်မို့သူ DPR တွေကလွတ်မြောက်ချင်တယ်ဆိုရင်တော့တေချာပေါက် Aston Villa နဲ့အိမ်ကွင်းမှာတော့နိုင်ပွဲတစ်ပွဲကိုတော့သူပုံဖော်ပေးတင်နေပြီမဖြစ်မနေလဲပုံဖော်ပေးရတော့မှာဘာဖြစ်လို့ဆိုတော့ Aston Villa အသင်းကိုအကယ်၍အိမ်ကွင်းမှာရှုံးသွားပြီဆိုရင်တော့ဘာဘူးအသင်းကနောက်လာမယ် Madrid နဲ့ပွဲစဉ်လဲညှော်လို့မရအောင်ကျွန်တော်ကျင်းတွေတွက်လို့မရဘူးဗျာမျောလို့မရဘူးဆိုတော့ကျင်းတွေတွက်လို့မရဘူးဒါအတူတူပဲ Man City နဲ့ပွဲစဉ်လဲကျွန်တော်ကျင်းတွေတွက်လို့မရအောင်အဲ့ဒါပြီး International Break လာပြီInternational Break မှာလည်းကစားသမားတွေကိုလွှတ်ရမယ်တချို့ကစားသမားတွေဆိုဒဏ်ရာရပြီးပြန်လာတာတွေပါရှိသေးတယ်ဆိုတော့Arnes အနေနဲ့ဒီလိုမျိုး International Break မတိုင်ခင်မှာသူရလက်ကောင်းပြန်ရဖို့အတွက်တော့ကောင်းကောင်းကြီးစူးစမ်းတင်တယ်လို့ထင်တယ်အကယ်၍မစူးစမ်းရင်ဘာဖြစ်လဲဆိုတော့သူရဲ့ယာရုနဲ့ပတ်သက်ပြီးတော့ဘာမှတော့ဖြစ်မှာမဟုတ်ဘူးဒါပေမဲ့သူကိုယ်တိုင်ဂျေဝင်တဲ့အထိဘာလို့ပြည်သက်တွေကတော်တော်လေးကိုမှဒါပောက်ကွဲပြီးတော့သူ့ကိုပို့ပြီးတော့ပဲဝေဖန်မှုရှိလာတယ်ဆိုတော့ဒီဝေဖန်မှုတွေကိုသူမခံချင်ဘူးဆိုတော့ကောင်းကောင်းကြီးကိုမှသူဘောင်းဘတ်လုပ်ဖို့အတွက်လိုအပ်နေပြီဆိုတော့ကျွန်တော်ကိုဒီကရောဒါ Crystal Palace အသင်းရဲ့ပြည်သက်တွေနဲ့ပတ်သက်ပြီးဘယ်လိုမြင်ကြလဲ Crystal Palace အသင်းနဲ့လေးတိုက်တဲ့ပုံကိုဘယ်လိုမြင်ကြလဲတစ်ချက်လောက်ဆွေးနွေးကြပါဦး Arnes ရဲ့ဒါဘယ်လိုပြောမလဲနီးပြင်းဝိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဝင်နေဘယ်လိုမြင်ကြလဲတစ်ချက်လောက်ဆွေးနွေးကြပါဦးကျွန်တော်လည်း line subscribe လုပ်ပြကြပါဦးကျေးဇူးအများကြီးတင်ပါတယ်ဗျ